အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ထိုင်းစကားနဲ့တင်ပေးမယ်နော်ဒီနေ့ကျွန်တော်ထိုင်းတင်ပေးမယ့်စကားလုံးကကော်ဖီတောက်မယ်ကိုထိုင်းလိုဘယ်လိုပြောမလဲဆိုရင်กินกาแฟဒါကတော့ကော်ဖီမုတ်ဖြစ်ပါတယ်နော်ကော်ဖီမုတ်ကိုထိုင်းလိုဖုန်းကာဖေလို့လည်းပြောလို့ရပါတယ်နော်ဒီခွက်ထဲကိုကော်ဖီမုတ်ထည့်တာကိုဆိုင်ကာဖေလို့ပြောလို့ရတယ်နော်ဒါကတော့တကြားနော်တကြားကိုထိုင်းလိုน้ำตาลလို့ခေါ်ပါတယ်တကြားထည့်တာကိုလည်းပဲဆိုင်น้ำตาลလို့ခေါ်ပါတယ်ဒါကတော့ရေနွေးနော်ရေနွေးကိုထိုင်းလိုน้ำร้อนလို့ခေါ်ပါတယ်ရေနွေးထည့်တာကိုကြတော့ထိုင်းလိုเทน้ำร้อนလို့ခေါ်ပါတယ်ပြီးလို့ရှိရင်သူ့မွေပါမယ်မွေတာကိုထိုင်းလိုโคนလို့ပြောပါတယ်ဒါကတော့ပေါင်မုတ်ပေါ့နော်ကော်ဖီနဲ့စားမဲ့ပေါင်မုတ်ပါပေါင်မုတ်ကိုထိုင်းလိုขนมปังလို့ခေါ်ပါတယ်ဒီနေ့ကတော့ဒီလောက်ပဲเนาะနောက်နေ့မှကျွန်တော်တို့ပြန်ဆောင်ကြပါမယ်ကျေးဇူးအများကြီးတင်ပါတယ်ขอบคุณครับ